ကဲတိုင်းတော့နော်ကောက1 hit တယ်နော်ကော scale 1 3 scale 1 scale 2 3လာတယ်ကွာ1 hit ဖြစ်သွားတယ်ကွာဒီ item လေးနဲ့ကွာငါလိုက်စမ်းပြမယ်ကွာငါလုံးဝမယုံဘူးကွာဖြစ်နိုင်မလားကွာတိုက်လို့ဖြစ်နိုင်မစဉ်းစားကြည့်ကွာသိတယ်မလားကဲ rain တိုးလိုက်တာနဲ့လည်းပြတ်နေတယ်ကွာ scale 1 scale 2မင်း show ကွာမင်း1 hit တွေဖြစ်ရင်ရှုံးလားတိုက်လို့ရှုံးလားမဖြစ်နိုင်ဘူးလေကွာလုံးဝမဖြစ်နိုင်ကိုကဘယ်လိုလုပ်1 hit ဖြစ်နိုင်မှာတော့ငါပြောနေတာအဲ့တော့မရှုံးဒီဗီဒီယိုစမ်းကြည့်မယ်ဒီဗီဒီယို like ကြောင်းရလေးတွေအမြဲတင်ဆက်ပေးတော့မှာမဟုတ်လို့ like share subscriber လေးမဖြစ်မနေလုပ်ပေးချမို့မမေ့ပါနဲ့ကျွန်တော်ရဲ့ချစ်မစ် series ပရမဗီဒီယိုတွေမှာကျွန်တော်ဆော့ရတာ rather တို့ကမတွေ့ဘူးထင်နေရနော်သူများဆော့ရတာကိုပဲပြတယ်ထင်နေတယ်ဒါကျွန်တော်ဆော့ရတဲ့ဗီဒီယိုကအားလေးကိမ်းမှကတော့လိတ်ခံနေရတာကွာအေးဟာရပူဇောက်ပါကလေးကကွာဖင်ကအမုန်းခံနေရတာအဆင်မပြေဘူးကွာသိလားမတင်မောင်တန်းအထိုက်ပြီးငါတို့လာလာဓာတ်လက်ပတ်ခုံတင်မောင်သားဒုက္ခလည်းငါတို့လည်းမခံစားနိုင်ခေါကိုင်ပြီးငါ့ဘဝမှာထွက်ပြေးနေရရှိုးတကယ်ကွာတကယ်ကိုတိုင်ပတ်တာအဲ့ပွဲမှာ၃ပွဲဆိုတာ၃ပွဲလုံးတိုင်ပတ်တာရှိုးမဝိုင်းဆိုတော့ကောက်စားလိုက်တဲ့တခုပဲရှိရနော်အိုင်ဒန်3ရောက်တော့သွားပြီနော်တာကြီးအိုင်ဒန်3ရောက်တော့သွားပြီโอเคဒါလုံးဝ high ဘူးဆိုပြတ်တင်နေနော်ပြတ်လား high ဘူးဆိုပြတ်တင်နေဒါပေမဲ့ငါပြန်ပြတ်သွားတယ်အဲ့လို show ကွာကဲအမှလည်း show တခါပဲရမှာနော်တခါပဲရမှာဟဲ့ပြတခါပဲရမှာတခါမရအောင်တမောင်တန်းကအမုန်းဖြုတ်တာကွာတကယ်တမောင်တန်းမျိုးအမုန်းဖြုတ်နေတာငါ့ဒီကွာခလေးကလာကွာနဲ့ကွာခလေးကလာကွာတော့ဂေါကိုင်နဲ့လက်ကားမဟုတ်တာမင်းရလေမင်းကဘလောက်ပဲရေခဲခဲလောက်ခဲရအောင်တော့ပေါ့လားစိတ်ယုံမဝင်သားတာရှင်းပဲကဲဒီ idea အနေနဲ့3သင့်လားလို့ကျွန်တော် recommend ပေးစားပါတော့ကျွန်တော်ပြောချင် recommend မိတဲ့အတွက်ကျွန်တော်ပြောချင်တာပေါ့နော်ဒီ idea အနေနဲ့လည်းမ3သင့်ပါဘူးမိတ်ကိုမိတ်လူပဲစော့ပါဖနက်တွေပဲဖင်ရားပြီးမရောင်းပါနဲ့တော့ကျွန်တော်ပြောချင်တာအတနာကြီးထည့်လိုက်ပြီဆိုလို့ရှိရင်မိတ်ဆိုတဲ့ hero ကဘာမှမဟုတ်သူက defense နေထည့်လိုက်မယ်ဗျအတကြီးထည့်လိုက်မယ်ဆိုလို့ရှိရင်တော့မိတ်ဆိုတဲ့ hero ကဘာမှမဟုတ်ကို diamond only စော့ခြင်းစော့လို့ရတယ်ဒါပေမဲ့1 hit ဆိုတော့မဖြစ်နိုင်ပါဘူးဒီဗီဒီယိုက1 hit ဆိုတာလည်းမဖြစ်နိုင်ပါဘူးเนาะအဲကြောင့် classic မှာဖြစ်ဖြစ် classic မှာဆော့ပြောအောင်ဆော့ရဆော့ RAM မှာတော့ကျွန်တော်ပြောချင်တာတော့ခေါကိုဒီ item နဲ့လုံးဝမသုံးပါနဲ့လုံးဝမဆော့မိပါစေနဲ့ပဲကျွန်တော် recommend ပေးပြရသည်เนาะနောက်ဗီဒီယိုတွေလည်းကျွန်တော်ဒီပြောရမယ်ဆိုလို့ရှိရင် RAM မှာဆော့တဲ့နဲ့မဆော့တဲ့ item လေးတွေကျွန်တော်ပြပြဖြစ်ပါတယ်ပေါ့နော်ကဲလောလောဆယ်လေးကြည့်လိုက်ပြနော်ရှိုးဟာFrench shot တော့ရှင်းတော့ပဲဟဲ့French shot တော့ရှင်းတော့ပဲကိုကြီးအသိရမှာတော်လေးဟိုကတကယ်စမပြေဘူးပေါ့နော်ဆော့ရတာတော့ဒါကတော့ကျွန်တော် brother ကြီးဆော့ခိုင်းတာပဲเนาะကဲ comment မှာဗီဒီယိုမှာပဲဖြစ်တွေ့လို့ရှိရင် mention ခေါ်လိုက်ပါကျွန်တော်ဟုတ်တယ်မဟုတ်ပြန်ပြောပေးပါမယ်